ကိုတဲတဲလေးပဲကြံတော့တယ်မင်းတို့ငါ့ကိုဒူးထောက်မလားငါစကားနားထောက်မလားတို့မင်းတို့စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပဲဟိုမြန်မာနိုင်ငံရဲ့အခင်းချင်းမှာမင်းအောင်လှိုင်တို့အုပ်စုကဘလောက်ပဲအာဏာလုထားတယ်ပြောဘလောက်ပဲဓမြတိုက်ထားတယ်ပြောလက်ရှိပါဝါရှိနေတယ်သူတို့လုံနိုင်ကိုင်းနိုင်တယ်အုပ်ချုပ်ဟိုဒီအမိတ်ပေးနိုင်တယ်သူအမိတ်ကိုလည်းစီးဆင်းမှုရှိအောင်သူထိန်းချုပ်တယ်ဘလူနီးနဲ့ပဲထိန်းချုပ်အကြမ်းဖက်နီးနဲ့ပဲထိန်းချုပ်အကြောက်တရားနဲ့ပဲထိန်းချုပ်ပြည်သူတွေကလိုက်နာနေရတယ်သူခွင့်ပြုအခွင့်ပြုချက်ရမှာပတ်ဆိုရတယ်ခွင့်ပြုချက်မှာနိုင်ငံခြားသွားလို့သူခွင့်ပြုချက်ရမှာစီးပွားရေးလုပ်လို့ရတယ်သူခွင့်ပြုချက်ရမှာအသက်ရှင်ရပ်တည်လို့ရတယ်သူခွင့်ပြုချက်ရမှာအေးအေးဆေးဆေးနေထိုင်လို့ရတယ်ဒါနဲ့ထိန်းချုပ်ထားတယ်အဲ့မှာသူ့မှာပါဝါရှိတာဖြစ်တယ်တော့သူ့မှာ leverage ရှိတယ်သူ့မှာအပေးယူညှိနှိုင်းလို့ရတယ်အမျိုးသားညီညွတ်ရေးအစိုးရကကြတော့တိုင်းပြည်ကိုထိန်းချုပ်ထားနိုင်တဲ့ပါဝါမရှိဘူးအခုသူတို့ထိန်းချုပ်ထားတဲ့လွတ်မြောက်ဒေသလို့ပြောတဲ့ဒီဒေသတွေမှာလည်းပါဝါအပြည့်အဝမရှိဘူးအဲ့တော့ပါဝါမရှိတာဖြစ်တဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရမှာ leverage မရှိဘူးတိုင်းသားတွေမှာ leverage မရှိဘူးတရားတိုင်းသားတွေမှာ leverage မရှိဘူးပါဝါမရှိဘူး leverage မရှိဘူးဒါကြောင့်နောက်ဆုံးအနေနဲ့သူတို့ဒီ leverage ဖြစ်ဖို့အတွက်တိုင်းသားတွေကနေပြီးတော့ဟိုຫນွေဦးတော်လှန်ရေးဖြစ်လာတဲ့အခါမှာຫນွေဦးတော်လှန်ရေးကနေဝင်ပါမယ်ဝင်မပါဘူးဆိုတာကို leverage အနေနဲ့စစ်ကောင်စီနဲ့ကစားတာပဲအထူးသဖြင့် BGF ကကျွန်တော်တို့တော်လန်ပြည်သူတွေနဲ့ကျွန်တော်တို့ NUG နဲ့အိမ်မှာတိုက်နေကြတဲ့ဘူတာဘဲတို့အဖွဲ့တွေကိုငါထိမ့်ပေးမယ်ဆိုတဲ့အပေးယူနဲ့ BGF ကလှုပ်ရှားသွားတာစစ်ကောင်စီကလည်းမင်းတို့အဲ့လိုလုပ်မယ်ဆိုရင်မင်းတို့နေရောဘုံမကျဲဘူးမင်းတို့ကိုကြားဖြတ်လုပ်ငန်းတွေနဲ့ကြီးပွားခွင့်ပေးမယ်အဲ့ဒီနေရာမှာထိန်းချုပ်ခွင့်ပေးမယ်မင်းတို့အာဏာရနိုင်မယ်ဆိုတာနဲ့ leverage အပေးယူလုပ်သွားတာပဲတခါတောင်းပလောင်ကိုလည်းဒီပုံစံနဲ့ပဲအပေးယူလုပ်သွားတာတောင်းပလောင်အနေနဲ့ငါတို့မင်းတို့ရှင်သန်ရက်တည်ဖို့ဆိုရင်မင်းတို့ငါတို့တရုတ်နိုင်ငံကနေမင်းတို့တို့ဖြတ်တောက်မှနေဖိအားပေးတာတွေလုပ်မယ်ဖြစ်တဲ့အတွက်မင်းတို့ leverage အနေနဲ့ငါစကားနားထောင်မျိုးတွေကိုပြန်ပေးမင်းတို့ AACC နေမင်းတို့ဒေသကိုဘုံမကျဲပေးစေရဘူးအဲ့ဒီချိန်မှာလေစစ်ကောင်စီက leverage အနေနဲ့သူတို့ထိန်းချုပ်ထားတဲ့မျိုးတွေကိုအကြီးအကျယ်ဘုံကျဲမှုတွေလုပ်တယ်သူအားသာတဲ့အရာနဲ့သူကဖိလုပ်တာသူအားသာတဲ့အရာနဲ့ပြည်သူစစ်မှုထမ်းမှုတွေနဲ့လူတွေစုဆောင်းတယ်သူအားသာတဲ့အရာနဲ့သူဒီဘုံကျဲပြတာအပြတ်အသက်ဘုံကျဲဖြစ်တဲ့အခါအဲ့ဒီနှစ်ခုနဲ့ရင်ဆိုင်တဲ့အခါမှာတောင်းပလောင်လည်းနောက်ဆုံးမနိုင်တော့ဘူးဖြစ်သွားတာရှော့ပေးရတဲ့အနေအထားဖြစ်သွားတာဘမို့သူပျောက်သွားပါဒီနေရာမှာအလွန်အမတန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကိုကျွန်တော်ရှုထောက်တစ်ခုကိုထောက်ပြပါတော့မယ်ဒီရှုထောက်တစ်ခုပဲဖြစ်တယ်ကျွန်တော်ရဲ့သဘောထားလို့လည်းပြောလို့မရဘူး analysis လုပ်တဲ့နေရာမှာဒီပညာရှင်တယောက်တို့သိမဟုတ်လေဒါကို analysis လုပ်သူတယောက်ရဲ့ရှုထောက်တစ်ခုလို့ပဲမြင်စေခြင်းတယ်အဲ့ဒီရှုထောက်ကိုကျွန်တော်ရှင်းပြခြင်းပါတယ်အဲ့ဒါကိုရှင်းပြခွင့်ပြုပါ yes or no ကျွန်တော်ရဲ့တရားရင်ကလို့သဘောထားလည်းမဟုတ်သလိုရှုထောက်တစ်ခုအနေနဲ့ပြောတော့မှာအခုဒီနန်စီပလိုစီပြောသွားတဲ့ဒီဘုတ်ကခေါင်းဆောင်ကြီးပြောသွားတဲ့ကိစ္စနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ကပြောပြမှာအလောမတန်စိတ်ဝင်စားစရာကောင်းတယ်ဒီဘုတ်ကပြောတာငါတို့ပါဝါမရှိဘူးငါတို့ leverage မရှိဘူးငါတို့ကိုမဲပေးနေတဲ့ငါတို့ကိုမဲပေးနေတဲ့ဒီပြည်သူတွေကိုပဲငါတို့ထောက်ပြပြီးမဲတောင်းမှာငါတို့လွတ်တော်မှာအာဏာပြန်ရမှာငါတို့ပါဝါရမယ်ပါဝါရမှာ leverage နဲ့ညှိနှိုင်းလို့ရမှာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကအရှုထောက်တစ်ခုကိုတင်ပြမယ်ဒီရှုထောက်ဟာတောင်းပလောင်တွေအတွက်ထိခိုက်နေတာလိမ့်မယ်ဒီရှုထောက်ဟာတချို့သောတိုင်းသားလက်နက်ကင်များအတွက်ထိခိုက်နေတာလိမ့်မယ်အဲ့ဒီရှုထောက်ဟာတိုင်းသားတွေအချင်းချင်းနဲ့ຫນွေဦးတော်လှန်ရေးတွေကြားထဲမှာလည်းတွေးကွဲမှုတွေဖြစ်စေနိုင်တယ်ဒါပေမဲ့ဒီရှုထောက်ကိုကျွန်တော်တို့မစင်စားဘဲနဲ့ဒီသင်ခန်းစာကိုမယူဘဲနဲ့တော်လိုင်းရေးဆက်သွားရင်ကျွန်တော်တို့တိုင်ပတ်တော့မှာကျွန်တော်တို့လဲတော့မှာအဲ့တော့ဒါကြောင့်ဒီရှုထောက်ကိုကျွန်တော်ကချပြခြင်းနဲ့စဉ်းစားမိတယ်စဉ်းစားမိတာကြာပါပြီအဲ့ဒီရှုထောက်ကဘာလဲဆိုတော့
အခုတရုတ်နိုင်ငံသွားနေတဲ့ကိစ္စရက်ထဲကိုကျွန်တော်တို့အားလုံးကဘာကြီးနဲ့အညီဝင်ပါသွားတာပဲကျွန်တော်တို့နေဦးတော်လိုင်းရေးစတယ်စစ်တပ်ကအာဏာသိမ်းနေအဲ့တော့စစ်တပ်ကအာဏာသိမ်းတဲ့အခါမှာစစ်တပ်ကတရုတ်နိုင်ငံကိုအားကိုးတယ်တရုတ်နိုင်ငံကလည်းကဘာကြီးမှာအင်အားကြီးတဲ့နိုင်ငံအဖြစ်ရပ်တည်လာပြီးဖြစ်တယ်သူ့မှာစီးပွားရေးအင်အားစစ်အင်အားလူအင်အားအကုန်ရှိတယ်အဲ့တော့အဲ့လိုမျိုးအနေအထားများဖြစ်တာဖြစ်တဲ့အတွက်အခုကျွန်တော်ပြောနေတဲ့ကိစ္စတွေမပြီးသေးတာဖြစ်တဲ့အတွက်ဘာမှမမေးစေချင်ဘူးကျွန်တော်စိတ်ဟိုနေဖြစ်မှာဆိုလို့ကျွန်တော် comment ကိုခဏပိတ်ထားလိုက်မယ်အဲ့တော့မမေးပါနဲ့ကျွန်တော် comment မမြင်အောင် comment ကိုပိတ်ထားလိုက်ပြီအဲ့တော့တရုတ်နိုင်ငံရဲ့ဒီအင်အားကြီးထွားလာမှုကိုမင်းအောင်လှိုင်ကအားကိုးတာဒါပေမဲ့တရုတ်နိုင်ငံကလေလှလှပပကစားတယ်တရုတ်နိုင်ငံကမင်းအောင်လှိုင်တို့အုပ်စုကိုအပြည့်အဝထိန်းချုပ်ဖို့အတွက်သူဒီလှလှပပအကွက်စင်တယ်အဲ့ဒီအကွက်ထဲကိုလည်းမင်းအောင်လှိုင်တို့ကရောက်သွားတယ်ငင်းလို့မရအောင်ရောက်သွားတာအဲ့ဒါကဘာလဲနေဦးတော်လိုင်းကြီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘက်ကအင်အားစုများကတစ်သက်လုံးကျွန်တော်တို့ကလက်နက်ကင်လမ်းစဉ်ကိုမရွေးခဲ့ပဲနဲ့ငင်းကြိုင်လမ်းစဉ်နဲ့ရွေးကောက်ပွဲလမ်းစဉ်ပါတီနိုင်ငံရေးကိုပဲရွေးခဲ့ရတဲ့အနေအထားဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာဘာအဆင်သင့်မှမရှိဘူးအဲ့တော့သူတို့ဘက်ကမတရားလုပ်တဲ့အခါကျတော့ PDF တွေကဥဆောင်ပြီးဂျန်စီတွေကဥဆောင်ပြီးမရရင်ငါတို့ကိုမတရားလုပ်ရင်ငါတို့လည်းပြန်ချမှာပဲဒီခေတ်ကြီးမှာဒါမျိုးလာလုပ်လို့မရဘူးဆိုတဲ့ပုံစံနဲ့ပြန်ချတဲ့အခါမှာကျွန်တော်တို့ဘက်ကဘာမှပြင်ဆင်မှုမရှိဘူးအဆင်သင့်လည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့သိတာကကိုရက်သားအစိုးရကိုဖြုတ်ချလိုက်တာဖြစ်တယ်တံပြန်အစိုးရတခုဖွဲ့ရမှာဆိုတာကိုကျွန်တော်တို့ကလက်ခံပြီးတဲ့အခါမှာ CRPI နဲ့တဆင့်အမျိုးသားညီညွတ်ရေးအစိုးရကိုဖွဲ့လိုက်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မှာ ready ဘာမှမရှိဘူးပတ်စံလည်းမရှိဘူးလက်နဲ့လည်းမရှိဘူးအင်အားလည်းမရှိဘူးဒါပြီးတော့စစ်ရေးအတွေ့အကြုံလည်းမရှိဘူးပြီးတော့အခုလိုတော်လိုင်းရေးအစိုးရအတွေ့အကြုံလည်းမရှိဘူးကိုတိုင်းတော်တူးကြီးဆိုတော့ဘလို့ရက်တရားမှမသိတဲ့အနေအထားမှာကျွန်တော်တို့ဒီပြည်သူကိုပဲအားကိုးခဲ့ရတယ်ပြည်သူကလည်းအဲ့ဒါကိုအားပေးတယ်ပြည်သူကလည်းအားပေးတာဖြစ်တဲ့အတွက်ပြည်သူရဲ့အားပေးမှုနဲ့အတူကျွန်တော်တို့ဒီအဆင်ပြေလာတယ်ပြည်သူရဲ့ဝိုင်းဝန်းထောက်ပံ့မှုနဲ့ပတ်စံလေးတွေနဲ့ကျွန်တော်တို့ရက်တီလို့ရလာတယ်ကျွန်တော်တို့အဲ့ဒီချိန်မှာကိုတူခိုထစနစ်တွေနဲ့ကျွန်တော်တို့ဒီ PDF တွေဖွဲ့တယ်စစ်ကောင်စီကိုရရနီးနဲ့ပြစ်ပြေးပဲဖြစ်ဘာဖြစ်ပြန်တိုက်လာတယ်အဲ့မှာလူငယ်တွေရဲ့ထူးချွန်မှုတွေနဲ့ကျွန်တော်တို့ဒီလှုပ်ဆောင်လာနိုင်တယ်အဲ့ဒီအချိန်ကာလမှာစစ်ကောင်စီဟာသမယိုးကြတက်မတော်ပဲရှိသေးတယ်သူတို့ပြောနေတဲ့ standard army လို့ပြောနေတဲ့စစ်ကောင်စီဟာခင်မီတက်မတော်တခုမဟုတ်သေးဘူးစစ်ကောင်စီဟာပြည်သူကိုတနက်ပြပြီးချင်းချောက်ထားပြီးပြည်သူကလည်းလက်နက်မကင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုဟန်ပြအနေနဲ့တရားစီရင်ရေးပေါ့နော်တရားရုံးတွေထောက်လန်းရေးတွေဖမ်းဆီးတာတွေထောင်ချတာတွေနဲ့တိုင်းပြည်ကိုဟန်ကိုဖို့အုပ်ချုပ်နေတယ်တကယ်တမ်းကျတော့အရေးချင်းပြေဝလည်းတက်မတော်လည်းမဟုတ်ဘူးသူ့မှာစစ်သားလည်းမရှိဘူးဒီအဲ့တော့အားလုံးကလည်းပျက်စီးယိုယွင်းနေတဲ့တက်မတော်ကြီးဖြစ်တယ်အဲ့လိုဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘက်ကတော်လိုင်းရေးစလာတဲ့အခါမှာကျွန်တော်တို့ရဲ့ဂျန်စီကလေးတွေရဲ့နိုင်ခြင်းဇောပြည်သူအားလုံးရဲ့စီးလုံးညီညွတ်မှုသူတို့ကိုပြန်လှုပ်ခြင်းဇောတခုနဲ့ကျွန်တော်တို့ဒီကြရတော်ဘိုင်းတွေခွဲတာတွေလုပ်တယ်ကိုပိုင်ဘိုင်းတွေလုပ်တာတွေကိုပိုင်မမတွေထွင်တာတွေ drone တွေလုပ်လာတဲ့အခါမှာကျွန်တော်တို့ဘက်ကနီးပညာအရာစစ်ကောင်စီကိုအလဲထုတ်နိုင်တယ်အဲ့ဒီချိန်မှာမှစစ်ကောင်စီကပြူတူပြတာနဲ့သူတို့ drone ဆိုတာတစ်ခါမှလည်းမသုံးဘူးသူတို့လည်းမလိုအပ်လို့လည်းမတိဆောက်ခဲ့တာဘာကြောင့်လဲမလိုအပ်ဘူးငကိုတော့ကကျွန်တော်တို့ကိုဒီပြည်သူရဲလောင်းနဲ့ထောက်လန်းရေးလောင်းနဲ့ဖမ်းပြပြီးတော့ထောင်တွေနဲ့ချင်းချုပ်ထားတာရတာဖြစ်တဲ့အတွက်သူတို့အေးစစ်စစ်ချင်းချုပ်ထားလို့ရတယ်တိုင်းသားဒေသတွေမှာလည်းဒီလက်နက်ကိုင်ဒီတိုင်းသားခေါင်းဆောင်များကိုစီးပွားရေးအကျိုးမြတ်တွေနဲ့တွေးခွဲထားပြီးသူတို့ထိန်းချုပ်ထားလို့ရနေတယ်ဒါပေမဲ့အခုလိုအနေထားများဘုံနဲ့ဖြစ်လာတဲ့အခါမှာသူတို့ဘက်ကအရှုံးကြီးတွေရှုံးတယ်သူတို့ဘက်ကထိခိုက်နေတာမှုတွေအများကြီးဖြစ်တယ်ဒါလေတရုတ်ကလွတ်ပေးထားသေးတာပဲအဲ့ဒီအချိန်မှာမှတရုတ်ကစစ်ကောင်စီကိုပညာပေးခြင်းတယ်စစ်ကောင်စီသူတို့အောက်ထဲကိုအပြည့်အဝဒူးထောက်လာဖို့စစ်ကောင်စီသူတို့ကိုလုံးဝအပြည့်အဝတရားရင်တို့ပူပေါင်းပြီးမြန်မာနိုင်ငံကိုအပိသက်သိမ်းဖို့အတွက်စစ်ကောင်တရုတ်တီຫນွေဦးဒေါ်လာရေးကိုအသုံးချလိုက်တယ်။ဘာကြောင့်လဲကျွန်တော်တို့ຫນွေဦးဒေါ်လာရေးဟာလက်နက်လမ်းကြောင်းမရှိဘူးဖြစ်နေတယ်
အဲ့တော့အားလုံးဖတ်မိလိမ့်မယ်အစမှာဒီဆရာဇော်ဝေဆိုးနဲ့ဒီအော်စတြေးလျလူတွေလက်ဝယ်မဲ့ကိစ္စပေါက်ကြားမှုတွေဘယ်ဝဲကနေလက်မှတ်ရမှန်းမသိဘူးဖြစ်နေတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ NUG ခေါင်းဆောင်တွေကကောနောက်ဆုံးကျွန်တော်တို့ကရက်နဲ့ရစရာလမ်းကြောင်းက၃ကြောင်းပဲရှိတယ်၄ကြောင်းပေါ့တစ်ခုအိန္ဒိယနယ်စပ်ကမှောင်ခိုမားကက်နောက်တစ်ခုတရုတ်နိုင်ငံကမှောင်ခိုမားကက်နောက်တစ်ခုရွှေသတိကန်နယ်မြေကမှောင်ခိုမားကက်နောက်တစ်ခုထိုင်းနိုင်ငံကမှောင်ခိုမားကက်ဒီ၄ကြောင်းအောင်ပဲသွားတာဒါပေမဲ့ပြည်တွင်းလိုအပ်ချက်အရဖြစ်ပေါ်လာသောလက်နက်ကင်အဖွဲ့အစည်းများအမြောက်အများ PDF တွေအမြောက်အများပေါ်လာတဲ့အခါမှာအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်အလုံးလောက်မရှိဘူးပြီးတော့ကျွန်တော်တို့ထုတ်လုပ်မဲ့လက်နက်တွေ drone တွေရန်တွေမိုင်းတွေအတွက်လည်းကျွန်တော်တို့လိုအပ်တဲ့အဥစ္စာပစ္စည်းအားလုံးဒီအလွယ်တကူထိုင်းနိုင်ငံကလည်းကျွန်တော်တို့နိုင်ငံလူသားတွေကိုတော့အကူအညီပေးတယ်ဒါပေမဲ့ဒီလိုပစ္စည်းတွေကိုပေးသွင်းတာကိုပိတ်ပင်တားဆီးတာတွေလုပ်တယ်ဒါပေမဲ့ရသေးတဲ့လောက်ရတယ်အခက်ခဲရှိတယ်ရခိုင်ရိုးမပေါ်မှာရှိနေတဲ့ဒီလက်နက်မှောင်ခိုမားကက်ကလည်းကျွန်တော်တို့လိုချင်သလောက်မရနိုင်ပြန်ဘူးအဲ့တော့ကျွန်တော်တို့ကရနိုင်စရာတစ်ခုပဲရှိတယ်ဝါကပဲရဖို့ရှိတယ်တရုတ်ပြည်ကတဆင်ရဖို့ရှိတယ်အဲ့ဒါကိုလည်းတရုတ်အစိုးရကဟပေးထားတယ်ပြောချင်တာကတရုတ်အစိုးရကိုယ်တိုင်ကမင်းအောင်လှိုင်တို့ကိုပညာပေးပြီးသူ့ကိုအပြည့်အဝဒူးထောက်ဖို့အတွက်ငွေဥတော်လန်ရေးကိုအပြည့်အဝသုံးချလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်တို့တွေလက်နက်တွေရလာတဲ့ရန်တွေကမတိမတာပေါ့ဒီရန်တွေကိုတရုတ်နယ်စပ်ကနေတွင်းပြီးတော့ကျွန်တော်တို့စကိုင်းမကွေးဒေသကိုသွားနေတာကိုမတိမတာနဲ့ဖွင့်ပေးထားတယ်ပြောချင်တာကကျွန်တော်တို့တွေကိုလက်နက်အဓိက supply လုပ်ပေးနေတာတရုတ်နိုင်ငံပဲကုန်ကျန်းတွေ supply လုပ်ပေးနေတာ drone တွေ supply လုပ်နေတာနီးပညာတွေဆိုင်တရုတ်နိုင်ငံပဲအဲ့ဒီအချိန်မှာစစ်ကောင်စီကလည်းအဲ့ဒီနီးပညာတွေရဖို့အတွက်သူ့မှာလေ့ကျင့်ထားတဲ့စစ်သားလည်းမရှိဘူးလေ့ကျင့်ထားတဲ့ပညာတတ်စစ်သားလည်းမရှိဘူးစစ်ကောင်စီကဥမာအထိနာတယ်အဲ့ဒီအချိန်မှာတရုတ်ကနောက်ဆုံးအဆင့်ဆိုပြီးတော့ຫນွေဥဒေါ်လာရဲ့အရှိန်တက်လာမှုနဲ့အတူတိုင်းသားတွေကိုကစားတော့တာပဲအတိုင်းသားဖြစ်တဲ့ကိုးကန့်နဲ့တောင်းပလောင်တို့ကိုဝါကနေတဆင့်ကစားတော့တာပဲအကြောင်းပြချက်ကဒီscan center တွေခေါ်တဲ့ဒီကြားဖြတ်လုပ်ငန်းကိုနှိမ်နှင်းရေးဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့တရုတ်ကစစ်ကောင်စီကိုအပိသက်ပညာပေးဖို့အတွက်အမှန်ကတော့စစ်ကောင်စီမပြိုပြိုအောင်လုပ်ဖို့အတွက်တဲလေးပေါ့လုပ်ဖို့အတွက်တရုတ်ကဝါကနေတဆင့် drone တွေအမြောက်အများပေးလိုက်တယ်ဤပညာတွေပေးလိုက်တယ်လက်နက်တွေကြီးစံတွေအမြောက်အများပေးချလိုက်တယ်ပြီးတော့ຫນွေဥတော်လည်းရေးမှာရှိနေကြတဲ့ PDF တွေအားလုံးတနိုင်ငံလုံးကတော့ပူပေါင်းတာကိုလည်းမသိချင်အောင်ဆောင်ပေးထားတယ်ဟပေးထားတယ်အဲ့ဒီချိန်မှာတနိုင်ငံလုံးမှာရှိတဲ့ NUG လောက်ခံတွေရောကရင်ပြည်နယ်ကရောကရင်ပြည်နယ်ရောရှိသမျှလူတွေအားလုံးအဲ့ဒီကနေ့30-20ခွန်စစ်စင်ရေးပထမပိုင်းဒုတိယပိုင်းမှာအင်းနဲ့အားနဲ့အုံနဲ့ကျင်းနဲ့ပါတာကိုတရုတ်ကလိုအပ်တဲ့ပစ္စည်းတွေအကုန်ထောက်ပံ့ပေးပြီးဟာထားတယ်အဓိကတော့မင်းအောင်လှိုင်တို့ကိုပညာပေးဖို့ပဲအဲ့ဒီချိန်မှာခဏလို့တမယောကျော်တမတော်နဲ့ကိုအထင်ကြီးနေကြသောစစ်ဗိုလ်ချုပ်များမင်းအောင်လှိုင်တို့အုပ်စုတန်းရွှေတို့အုပ်စုအရင်တော့စစ်ဗိုလ်ချုပ်ကြီးများကြက်ခိုင်ဖွေးပါတီအားလုံးမျက်လုံးပြူးသွားလောက်အောင်သူတို့အမြဲတမ်းအထင်ကြီးပြီးတစ်ဖက်သက်အနိုင်ရခဲ့တဲ့မြို့တွေကိုဘုံတိုင်းနဲ့လက်နက်အင်အားလူအင်အားခဏတော့ကဒီ drone အင်အားနီးပညာအားနဲ့ဘုံတွေကျဲပြီးတော့ဝင်တိုက်လိုက်တဲ့အခါမှာတမျိုးပြီးတမျိုးတရင်ပြီးတရင်တမတွေတစ်ခုပြီးတစ်ခုနောက်ဆုံးတိုင်းစစ်ဌာနချုပ်ကြီးကြတဲ့အစီအတီကိုပြရာခတ်သွားတယ်အဲ့ဒီချိန်မှာသူတို့မှလူအင်အားလည်းမရှိတော့ဘူးတက်တရဟိုဘက်ပေါင်းဒီဘက်ပေါင်းနဲ့တက်ပေါင်းစုတွေနဲ့သွားတဲ့ချိန်မှာတမျိုးကြလာတယ်အဲ့ဒီချိန်မှာတိုင်းသားကောင်းဆောင်များကတရုတ်ရဲ့ညှိနှိုင်းမှုလားသူတို့ရဲ့သဘောထားအရာပဲလားမသိဘူးတိုက်ပွဲဆိုတာအချိန်တစ်ခုရတဲ့အချိန်မှာအပီးရှင်းလိုက်ရမှာတိကနေဆိုပြီးရက်ချလိုက်တယ်နော်လာရှိုးကြပြီးတဲ့အချိန်မှာရှေ့ဆက်မတိုးတော့ဘူးပြောချင်တာကကိုဒေသငါရပြီငါဒေသမှာအုပ်ချုပ်လို့ရပြီပုံစံနဲ့ဒီလာရှိုးကိုကိုကန့်ကယူမယ်ကျန်တဲ့မြို့တွေအားလုံးကိုပလောင်ကယူမယ်တော့ခွဲတန်းချပြီးဝါကလည်းတချို့မြို့တွေပြန်ယူပြီးခွဲတန်းချပြီးတော့တော်လိုင်းကြီးကိုအချိန်တိကနေရချပလိုက်တယ်အမှန်ကအဲ့ဒီချိန်မှာဆက်ဖိလိုက်ရင်အဲ့ဒီချိန်မှာတရုတ်စကားကိုနားမထောင်ပဲတရုတ်ရဲ့ view ဟာအရကိုတရုတ်အသုံးချနေတာကိုအသိခံရင်အဲ့ဒီအချိန်တော့လာယနေ့လိုမြို့တွေပြန်ပေးရမယ်ဆိုတာကိုကြိုတင်ခန့်မှန်းထားနိုင်ရင်အဲ့ဒီချိန်တော့လာတရုတ်နိုင်ငံကမင်းအောင်လှိုင်တို့ကိုပြောချင်တာကဒီနွားရိုင်းတယောက်ကိုယဉ်ကျေးလာအောင်ဒီကွင်းထဲမှာလေ့ကျင့်ပေးသလိုတရုတ်ကမင်းအောင်လှိုင်တို့အုပ်စုအရိုင်းဆိုင်အုပ်စုကိုသူ့ကိုဒူးထောက်ပြီးယဉ်ကျေးလာအောင်
ညာပေးတဲ့ပညာပေးကမ်းမှာကိုကအသုံးချခံနေရတယ်ဒါပေမဲ့ကို့မှာလည်းရွေးချယ်စရာမရှိဘူးသူတို့အသုံးချတာကိုခံပြီးမင်းအွန်လိုင်းတို့ကိုနှွာပြီးအနိုင်တိုက်မယ်ဆိုတဲ့စိတ်ဓာတ်ကတညီတညွတ်တဲ့တိုင်ပင်နဲ့အမျှော်မြင်ကြီးစွာဆုံးဖြတ်နိုင်ခဲ့ရင်ဖြစ်ချင်ရာဖြစ်ကျွန်တော်တို့ဒီလာမြေမျိုးကိုစက်တိုက်မယ်မြေမျိုးမရရင်ကွယ်ပြီးတော့မန္တလေးတိဆင်းမယ်နေပြည်တော်တိဆင်းမယ်တနိုင်ငံလုံးပေါင်းစည်းပြီးကျန်တဲ့လူတွေဝုန်းတိုင်းနဲ့ဆက်သွားမယ်ဆိုရင်ဒီနေ့အနေထားဖြစ်ချင်မှာဖြစ်မှာဒါပေမဲ့ဘယ်လိုအကြောင်းအရာနဲ့ကြောင့်လဲတော့မသိဘူးအသေးစိတ်ချက်ကတော့သူတို့ဒီ30-20ခွန်စစ်စင်ရေးကိုငါတို့လိုချင်တာရက်ပြီးဆိုတိကိနဲ့ဖျက်ချလိုက်တဲ့အခါ NUG နဲ့လည်းပူးပေါင်းဆောင်ရွက်မှုအပြည့်မရှိတဲ့အခါသူတို့ခေါင်းဆောင်ချင်းချင်းလည်းအမျှော်မြင်ကြီးစွာနဲ့မပူးပေါင်းတဲ့အခါမှာမင်းအောင်တရုတ်ကရက်ခိုင်းလိုက်တာလည်းဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာတရုတ်ကမင်းအောင်လှိုင်တို့ကိုပြောပြီးမင်းတွေ့လားမင်းတို့တိုင်းစစ်ဌာနချုပ်တွေကိုမင်းတို့မြန်မာနိုင်ငံမှာဘယ်သူမှမတိုက်နိုင်တော့ဘူးလို့မင်းတို့ထင်ထားတဲ့မင်းတို့ရဲ့ဥစ္စာကမင်းတို့အခုပြုတ်အဲ့ဒီတိုင်းရင်းသားတွေကတစင်အိမ်နွေဦးတော်လိုင်းရေးသမားတွေကိုငါဆက်ပြီးမိစိမ့်ပြပြီးတိုက်ခိုင်းရမလားပြောချင်တာကမင်းအောင်လှိုင်တို့ဒီတက်ရင်များတက်မများတိုင်းစစ်ဌာနချုပ်မှာကြာသွားတဲ့အချိန်မှာအလန့်တကျဖြစ်ကုန်တယ်အဲ့ဒီရက်ပိုင်းအတွင်းမှာကတော့နေပြည်တော်ကိုလည်းဘုံနဲ့ရှဲတာတွေနော်စစ်ရုံးချုပ်တွေကိုကျဲတာတွေမော်လမြိုင်အရှိတောင်စစ်နယ်ချုပ်ကိုကျွန်တော်တို့ဘက်က drone တွေနဲ့ကျဲတာတွေကိုကြည့်ပြီးသူတို့ဒီလမ်းဖြန့်သွားပြီအဲ့ဒီချိန်မှာသူတို့ရဲ့တမယိုးကြတက်မတော်ကြီးကိုပြင်မရတော့မယ်ဒါပေမဲ့သူတို့မှာအဲ့လောက်အုံနောက်မရှိဘူးအဲ့တော့မင်းအောင်လှိုင်လို့ဒူးထောက်လာဖို့အတွက်ဒီနွားရိုင်းကိုယင်ကျေးလာအောင်လုပ်ဖို့အတွက်တရုတ်ကဒီကတော့ရှမ်းမြောက်မှာရှိတဲ့ကိုကန့်ဝတောင်းပလောင်နဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးဘက်တော်သားများကိုလှပပအသုံးချသွားတယ်ကျွန်တော်တို့တွေကိုလည်းအင်အားတက်စီသလိုဖြစ်ပေးပြီးမှဇက်ကျေးရက်ပြီးတော့မင်းအောင်လှိုင်ကိုသူ့စီကိုဒူးထောက်ခိုင်းတာဒီချိန်မှာမင်းအောင်လှိုင်မှာရွေးချယ်စရာမရှိတော့ဘူးဘာကြောင့်လဲနီးပညာအရာလေသူမနိုင်ဘူး drone တွေလူအင်အားအရာလေသူမနိုင်တော့ဘူးဒါကြောင့်သူက80ခုပြုတ်လိုက်22ပြုတ်လိုက်ဟိုဘက်တက်ပေါင်းစုတွေဖြစ်တဲ့ချိန်မှာလူအင်အားလည်းမပါဘူးငွေကြီးရလည်းသူ့မှာအခက်အခဲဖြစ်နေပြီဒီချိန်မှာတရုတ်ကဘီလီယံနဲ့ချီပြီးသူ့မပေးသေးဘူးအဲ့တော့အဲ့လိုအနေထားဖြစ်တဲ့မင်းအရှုံးမခံနိုင်ဘူးဆိုရင်မင်းတို့ဘာလုပ်မှာလဲငါ့ကိုအားကိုငါရဲ့ဩဇာကန်နိုင်ငံလို့ဆိုတဲ့ပုံစံနဲ့တရုတ်ကိုသွားလိုက်တာအဲ့ဒီချိန်တုန်းကသာတိုင်းသားလက်နက်ကင်တွေညီခဲ့တယ်ကျွန်တော်ຫນွေဦးတော်လည်းခေါင်းဆောင်တွေအမျှော်မြင်ကြီးခဲ့တယ်ဆိုရင်ဒီနေ့ဒီအနေအထားကိုကျွန်တော်တို့မရောက်ဘူးဒါပေမဲ့ကျွန်တော်တို့ခေါင်းဆောင်တွေက NUG အပါဝင်တိုင်းသားခေါင်းဆောင်အသီးသီးဟာတရုတ်နဲ့မင်းအောင်လှိုင်တို့ကိုရှော့တွက်နေစေကိုဂျိုးရှာနေကြစေ Federal တစီ6ပြီးငါဒေသငါလုံးမယ်ဆိုတဲ့အဲ Federal တစီ6ပြီးငါဒေသငါလွတ်မြောက်ဘူးငါရွာငါလွတ်မြောက်ဘူးကိုပဲဦးစားပေးနေကြခြင်းလူမျိုးရေးရှေ့တန်းတင်ခြင်းမင်းအောင်လှိုင်ဆိုတဲ့ဘုံရန်သူကိုညှိဖို့အတွက်ငါတို့ဒီရသလောက်နဲ့ဆက်သွားမယ်ဆိုတဲ့စဉ်းစားပုံမျိုးမရှိတာလည်းဖြစ်မယ်ဒို့ဒီမဟုတ်ကနာတော့ကဖြစ်တဲ့ညီတောင်သုံးဘက်ဖြစ်တဲ့ဥမာအထူးသဖြင့်ကိုကန့်ဝနဲ့ပလောင်တို့ရဲ့လူဘာဝမှုလည်းဖြစ်နိုင်တယ်ပြောချင်တာကမြန်မာနိုင်ငံမှာတောက်လျှောက်ဒီတိုင်းသားခေါင်းဆောင်တွေထဲမှာခေါင်းဆောင်နေတဲ့ KNU နဲ့ KIA ကိုခြေရာတိုင်းတာလည်းဖြစ်နိုင်တယ်သူတို့တွေကအပေခံဖြစ်ခဲ့တယ်အနှိမ်ခံဖြစ်ခဲ့တယ်ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်သိန်းစိန်အစိုးရလက်ထက်မှာတော့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပေလုံကြီးလာခံကိုသူတို့ကိုမဖိတ်ကြပဲပယ်ထားတာတွေဖြစ်တဲ့အတွက်အဲ့ဒီမခံကြီးစိတ်တွေနဲ့တရုတ်ကမီးစိမ်းပြလိုက်တာသူတို့ထင်တာကတရုတ်အခုလိုကစားမယ်လို့သူတို့မထင်လိုက်ဘူးတရုတ်ကငါတို့ဘက်ကပါပြီးဆိုတဲ့ပုံစံနဲ့ငါတို့နေမြေရအောင်တရုတ်ကငါတို့အားပေးတဲ့ပုံစံနဲ့သူတို့ကအညာခံလိုက်ရတာပြောချင်တာကဘာကြီးအောင်အညာတာပေါ့အဲ့တော့သူတို့တရုတ်ကိုအားကိုးပြီးကျွန်တော်တို့ NUG အပါဝင်တိုင်းရင်းသားခေါင်းဆောင်များပြည်သူလူထုကိုသူတို့ကလစ်လူရှုလိုက်တယ်ပြောချင်တာကသူတို့ကိုသူတို့အထင်ကြီးသွားကြတယ်အဲ့တော့စစ်ပွဲတစ်ပွဲရဲ့သဘောတရားဟာတကဘာလုံးမှာအတူတူပဲနိုင်ရင်စက်တိုက်ပဲနိုင်ရင်ဖိတိုက်ပဲအခုမင်းအောင်လိုက်လို့လေအခုသူတို့သာတဲ့အချိန်မှာဖိတာပဲသူတို့အခုလေချောင်းရံသာတယ်ဖိတာပဲဒရုန်းရင်ရသာတယ်ဖိတာပဲဂျမ်ဘာသာတယ်သူတို့ဖိတာပဲနော်အခုဆိုရင်ဂျိုင်ရိုကော်ပတာတို့ဘာတို့နဲ့သူတို့ဖိတာပဲသူတို့တာလို့ကတော့သူတို့ဖိမယ်အခုသူတို့လူအင်အားရပြီးသူတို့ဖိမှာပဲနော်အရင်တော့က20ကိုစစ်စင်ရေးတီသူတို့ဒီအာမတန်လို့မန်လျှော့သွားတာသူတို့ဒီသမယိုးကြတက်မတော်နဲ့စစ်တပ်ကိုလည်းအကြီးကြီးပြင်ဆင်ထားဘူးဒီလိုတနိုင်ငံလုံးအတိုင်းအတာနဲ့လက်နက်ကင်တော်လိုင်းကြီးဖြစ်မှလို့လည်းမမျှော်လင့်ထားဘူးမပြင်ဆင်ထားတာဘူးသူတို့မှလည်း
မျိုးဆက်သစ်စစ်သားတွေလည်းမရှိဘူးလေ့ကျင့်ထားတာလည်းမရှိဘူး drone လည်းမသုံးတတ်ဘူးဒါပေမဲ့ drone တက်တွေပါရောရှိတယ်အခုကလေးတွေသုံးနေတဲ့ drone အသေးတွေပါတယ်သူတို့မှလည်းပြင်ဆင်ထားတာမရှိတဲ့အချိန်မှာသူတို့ခွက်လိုက်အောင်တောက်လေးရှုံးတာအဲ့လိုရှုံးပြီးတော့သူတို့ကိုထပ်အဲ့ဒီရှုံးလာတဲ့ကိုမလုံလောက်သေးဘူးဒီဘက်ကအင်အားကိုတရုတ်ကကစားပြီးအမှန်ကတရုတ်က proxy လုပ်ထည့်လိုက်တာတရုတ်ကကစားပြီးမင်းအောင်လိုင်တို့ဒူးထောက်အောင်လုပ်တာမင်းအောင်လိုင်တို့ကသူ့စီကိုတရားရင်တို့ဒူးထောက်ဖို့တဲ့ကျွန်တော်တို့ຫນွေဦးတော်လိုင်ရေးအပါဝင်ပလောင်တို့ကိုအသုံးချသွားတာပဲ